မင်္ဂလာပါလိုက်စာတီဗီရဲ့ပမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်မှကြိုဆိုပါရစေယခုတင်ဆက်ပေးသွားမယ့်တဲ့အကြောင်းအရာကတော့ခတ်ချူကျေးရွာအနီးတိုက်ပွဲဖြစ်ပွားတဲ့တဲ့နဲ့ပူတောက်ကောင်ကထောင်ကျေးရွာမှာကျွဲနွားတွေဖျားနာတာပိုများလာတဲ့တဲ့ကိုကျမမွန်းကြကနေတင်ဆက်ပေးသွားမှာပါဝိုင်းမော်မြို့နယ်ခတ်ချူကျေးရွာအနီးကြံခေါင်းပါငပြောချံအနီးမှာဒီကနေ့ဇွန်လ29ရက်နေ့မနက်ပိုင်းမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေထိတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်သတင်းအရသိရပါဗျ။ခတ်ချူကျေးရွာကြံခေါင်းပါဘက်ကိုစစ်ရဲလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲကြချိန်နနာရီကြာမြင့်ခဲ့တယ်လို့လည်းရှေ့တန်းသတင်းအရင်းမြစ်တွေကပြောပါဗျ။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထိအခိုက်များကြောင်းလည်းသိရပါဗျ။အခုတလောဝဲမော်မြို့နယ်ဘက်ကိုစစ်ကောင်စီဘက်ကစစ်အင်အားတိုးချဲ့တာတွေနေမြေကျူးကျော်စစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်တာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ထိတ်တိုက်ပွဲတွေမကြာခဏဖြစ်နေကြောင်းစုံစမ်းသိရပါဗျရှင်။ပူတောက်ကောင်ကထောင်ရွာမှာအမီမတိတဲ့ခရစ်စတန်အနာယောဂတစ်မျိုးဖြစ်ပေါ်နေပြီးကျွဲနွားတွေဖျားနာမှုအပြင်းထန်နေတယ်လို့ဒေသခံတွေထံကသိရပါဗျ။ခုလိုမျိုးကျွဲနွားတွေအနာဖြစ်တာဟာဒီပတ်အတွင်းမှာပဲဖြစ်လာတာဖြစ်ပြီးဘာကြောင့်ဖြစ်တာဘာယောဂလေးဆိုတာမသိတဲ့အတွက်ကုသနည်းတွေလည်းရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးတရိစံသမားတော်တွေကိုပြောပြအကူအညီတောင်းထားတာရှိပေမဲ့အကူအညီတစုံတရာမရရှိသေးဘူးလို့လည်းသိရပါဗျ။ကျွဲနွားပိုင်ရှင်တွေဟာအနာဖြစ်နေတဲ့ကျွဲနွားကိုတတ်နိုင်တယ်လို့ဆေးကုသတွေလှုပ်ဆောင်နေပေမဲ့အခြေအနေတွေပိုဆိုးရွားလာတယ်လို့သိရပါဗျ။ခုချိန်စပါးစိုက်ဖို့လေယာတွေလောက်ကင်ကြတဲ့အချိန်ဖြစ်တာကြောင့်တောင်သူတွေအတွက်အခက်အခဲကြုံတွေ့နေကြပြီးကြံနေတဲ့ကျွဲနွားတွေမှာကိုးဆက်မှာနဲ့လူတွေမှာပါအနာကိုးဆက်သွားမှာကိုဒေတာခန်တွေစိုးရိမ်နေကြကြောင်းသိရပါဗျ။ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုတို့ပရိသတ်အပေါင်းရွှေလန်းချမေကြပါစေကျေးဇူးတင်ပါတယ်ရှင်။